အဲ့ဒီနောက်ချက်ချင်းပဲကျွန်တော်ကားကိုလက်ကားဆေးစီမောင်းလာခဲ့တယ်ကျွန်တော်ဘာမှမအပူမဝဲခဲ့ဘူးဆန်နဲ့စီရောက်တဲ့အပိုင်းစီတန်းသွားခဲ့တယ်အစင်တင်စားပြီးစကစ်ဖာ900အမဲသားစီတူဖူးဖာ200ဆန်2တန်နဲ့ရေတန်ဘူး2တန်လက်ကားဆိုင်ရှင်တွေဟာနိုင်ရွက်ချိတ်မတက်ပြုံးနေကြပြီးဝယ်သူကြီးတယောက်ရောက်လာပြီလို့ထင်နေကြတာသူတို့ကအိမ်ရောက်ပို့ပေးဖို့တောင်ကမ်းလှမ်းကြသေးတယ်မလိုပါဘူးအပြင်မှာရက်ထားတဲ့ Black Shark ကားကြီးကိုကျွန်တော်လက်ညှိုးထိုးပြလိုက်ပြီးအဲ့ဒီပေါ်ပဲတင်လိုက်ပါလို့ပြောလိုက်တယ်နောက်ဆုံးရေတန့်ဘူးဖာကိုကားကြားထဲထိုးထည့်လိုက်တဲ့အခါကားနောက်ခန်းတစ်ခုလုံးပြည့်လူနီးပါးဖြစ်သွားခဲ့ပြီးဒါပေမဲ့တန်400တင်ဆောင်နိုင်တဲ့ဒီသားရဲကြီးဟာတန်နဲ့ချီတဲ့ရိတ်ခါတွေကိုမျိုးချလိုက်တာတော့သူ့ရဲ့ကားနေစနစ်ကတလက်မတောင်နှိမ့်မသွားဘူးကဘာပြက်ခါနီးနောက်ဆုံး24နာရီမှာတော့မြို့ရဲ့လေထုကပုံမှန်မဟုတ်တယ်လို့ခံစားရလာတယ်လူအများစုကတော့သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပဲနစ်မျောနေတုန်းပဲဒါပေမဲ့အာယုံခံစားမှုမြန်ဆန်သူတွေကတော့ထူးဆန်းတာတစ်ခုခုကိုသတိပြုမိနေကြပြီးကောင်းကင်ကြီးကထူးဆန်းတဲ့မီးခိုးရောင်တန်းတဲ့အဝါရောင်ပြောင်းသွားပြီးတိမ်တွေကအောက်ကိုအလွန်မင်းနေဆင်းနေတယ်ဖုံးလိုင်းတွေတောင်ပြတ်တောက်ကုန်ပြီသတင်းတွေမှာနေရာအနှံ့ကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုတင်ပြနေကြပြီး TV ပေါ်ကပညာရှင်တွေကဒါဟာနေမထွက်တဲ့မီးရန်လှုပ်ရှားမှုကြောင့်လားလို့ညှင်းခုန်နေကြတယ်ဒါပေမဲ့ဒါဟာနေရဲ့မီးရန်ကြောင့်မဟုတ်မှန်းကျွန်တော်သိနေတယ်ဒါဟာကဘာမြေစီချင်းကပ်လာနေတဲ့စက်မှုစွမ်းအင်အလင်းပွင့်တစ်ခုပဲဒါဟာကဘာမြေရဲ့ရုပ်ပိုင်းဆိုင်ရာနေရာမတွေကိုပြောင်းလဲပြမဲ့အစစ်မြင့်စွမ်းအင်လိုင်းတစ်ခုဖြစ်တယ်ကျွန်တော်ခန္ဓာကားကြီးကိုတေချာရွေးချယ်ထားတဲ့ပန်းတိုင်စီဖြည်းဖြည်းချင်းမောင်းလာခဲ့တယ်အဲ့ဒါကမြို့အဆုံးကမပြီးသေးတဲ့တရားပေါ်လမ်းတစ်ခုဖြစ်တယ်မြေပြင်နေထားကမြင်ပြီးတိုက်ခိုက်ဖို့ရောကာကွယ်ဖို့ရောလွယ်ကူတယ်အရေးကြီးဆုံးကတော့ဒီမှာလူနဲ့ကားအနှဲငယ်ပဲရှိတာဘာပဲဖြစ်ဖြစ်ကဘာပြက်ကရဲ့ပထမဆုံးလိုင်းကစက်မှုသားရဲတွေစီကလာတာမဟုတ်ဘူးလူသားတွေရဲ့ပတ်ဝန်းကျင်ကရင်တွေစီကနေလာတာဇန်နဝါရီ26 2026မနက်7:58နာရီကဘာပြက်ဖို့2မိနစ်ပဲလိုတော့တယ်ဒါဟာမြို့ရဲ့အစီကားဆုံးအချိန်ပဲရင်ကျော်တွေကလမ်းစုံမှာပိတ်ဆို့နေပြီးအနီရောင်ဖာရာရီကားတစ်စီးကမီးပွိုင်မှာအင်ဂျင်အတန်ပေးနေတယ်အဲ့ဒါကျန်းဟောင်ပဲလူသွားလမ်းပေါ်မှာတော့ဝမ်အာကောကသူ့ရဲ့စပိတ်အဟောင်းလေးပေါ်မှာအသီးရွက်တွေချိတ်ပြီးမောင်းနေတယ်လူတိုင်းကဘာကိုမှသတိမထားမိပဲသူတို့ရဲ့ပုံမှန်လမ်းကြောင်းတိုင်းရှင်းတန်နေကြတယ်နောက်ဆုံး30စက္ကန့်မီးခိုးရောင်တန်းတဲ့အဝါရောင်ကောင်းကင်ကြီးဟာရုတ်တရက်ခရမ်းရောင်တန်းတဲ့အနီရောင်ဖြစ်ပြောင်းလဲသွားပြီးတိမ်တွေကစတင်တဲ့ဘက်ကလေစင်နှမောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲ electronic ပစ္စည်းအလုံးမှောင်တိကျသွားခဲ့တယ်မီးပွိုင်တွေငြိမ်းသွားပြီးမြို့တစ်ခုလုံးရဲ့လျှက်စစ်စနစ်ချက်ချင်းပျက်စီးသွားခဲ့တယ်ကဘာကြီးတစ်ခုလုံးတစ်စက္ကန့်စာအမှောင်ထုထဲကြားရောက်သွားတယ်ကျွန်တော်အသက်ပြင်းပြင်းရှူလိုက်တယ်ကျွန်တော်လက်တွေကကားမောင်းသူကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိလို့လက်စစ်တွေတောင်ဖြူကုန်တယ်ဖော်ပြလို့မရတဲ့ခရမ်းရောင်လိုင်းအင်အားစုကြီးကောင်းကင်ထက်ကနေကျဆင်းလာပြီးကဘာကြီးကိုရိုက်ခတ်သွားတယ်ဝုန်းဒါပေမဲ့ဒါဟာပောက်ကွဲတံမဟုတ်ဘူးဒါဟာဝိညာဉ်နဲ့အထိတိုးဝင်သွားတဲ့တုန်ခါမှုတစ်ခုပဲကျွန်တော်ဘာနာကျင်မှုမှမခံစားရဘူးမောင်းနေသူထိုင်ကုန်ပေါ်ကိုဖိချလိုက်တဲ့ဆွမ်းအားကြီးတစ်ခုကိုပဲခံစားရတယ်ထိုင်ကုန်ကနှွေးထွေးပြီးပျော့ပြောင်းလာကနာနိုတတုအမုံမွားတွေအများကြီးထွက်ပေါ်လာခဲ့တယ်သူတို့ကကျွန်တော်ကြောရိုးတစ်လျှောက်တက်လာပြီးနှကြောချိတ်ဆက်မှုစနစ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်စွမ်းအင်ဘဟုတိဆောက်နေပြီးအသက်ကယ်စနစ်စတင်အသက်ဝင်ပါပြီအေးဆက်တဲ့စက်ရုပ်အတန်တွေကျွန်တော်ကောင်းထဲမှာထွက်ပေါ်လာခဲ့တယ်ဒါဟာစိတ်ချောက်ချတာမဟုတ်ဘူးကျွန်တော်ရှိကလေကာမန်ကချက်ချင်းအရေးပြောသွားပြီးကြီးမားတဲ့မြင်ကွင်းကျယ်အလင်းမျက်နှာပြင်ကြီးဖြစ်လာတယ်ဒေတာအချက်လက်တွေအများကြီးဖြတ်တန်းသွားခဲ့တယ်ရင်အမျိုးအစားဆယ်မီ400ပြုပြင်မှုမှန်ထားသောခံတပ်အသွင်ပြောင်းမှုစနစ်ဓာတ်ထုထိမ့်သိမ်းမှုနဲ့လှုပ်ဆောင်ချက်ချိတ်ဆက်မှုအသွင်ပြောင်းမှု100%ပြီးမြောက်ပါပြီစက်ရုပ်ကုန်နှံမြင့်ခံတပ်အမြင့် 15.6 မီတာစုစုပေါင်း4ချိန်660တန်တန်ချက်ကအမျိုးအစားလေးလံတော်တင်မော3စတီးတန်ချက်ကပြင်းမြအထူ80မီလီမီတာအင်ဂျင်ဘဟု400ဒီဇယ်စွမ်းအင်မက်ထရစ်